စားပြပါလားလို့ဒူရင်ဒီစူးမဲနဲ့မွန်ဆိုင်ကင်းဒီကိုစားပြမယ်အခုစူးမဲဒီကိုအပင်ပေါ်ကနေတက်ယူပြီးတော့စားပြမယ်အောက်ကဆရာချစ်ကမှဒူရင်ဒီသေးသေးလေးကိုဖမ်းလိုက်တာစားချင်စောနဲ့ဖမ်းလိုက်တာလေလက်ပါပေါက်သွားတယ်စားပြမှာနော်ကဲဆရာချစ်စူးမဲဒီကိုစားပြပါလူရင်းဒီကအမှ6တန်ခွေးမှရမှာပါဟုတ်ဟို6တန်ခွေးတော့တိုက်ကြီးပြုတ်ထားတယ်တော့ ဒါအရသာတစ်မျိုးဒါလည်းကောင်းတယ် အော်6တန်ခွေး ဒါလည်းအရသာလေးတယ်နော် ဘယ်ရလာပါလဲမ အရသာလေးပြီးတော့တိပြီးတော့ ဟောတို့ရတော့အတီးတော့ အရသာလေးတော့နော်ဘယ်လိုပြောရမှာ ပြန်မိုက်စိတ်ကိုတိုက်တော့ ကောင်းတယ် မွန်ဆန်ကင်းနဲ့ဘယ်လို မွန်ဆိုင်ကင်းနဲ့ပါကွာလားကို တစ်မျိုးစီကောင်းတာပဲနော် ဒါဆိုကို ကချိုးတက်ဖို့လေးမယ် အော် နော် တခြားဒူရင်ဒီနဲ့ကိုနှိုင်းကြည့်ရင်ရောဒီဒီက ကောင်းတယ် ကောင်းနော် ကောင်းတယ်ဗျ အခုရော အဲ့ကိုရောက် စားပါ တော့နည်းနည်းစီးတယ် စီးတော့မွန်ဆိုင်ကင်းကမစီးဘူးနော် ညို့ပါလားကျွန်တော်ပြန်ပြော ခုနကမွန်ဆန်ကင်းကနည်းနည်းမှဲ့ တော့စီးတယ်ဆိုမှသူက ဩ ဒီတစ်ပင်မလေးလည်းရှိကောင်း အမ မွန်ဆိုင်ကင်းနဲ့ဒီစူးမဲနဲ့အတိအပူတာ သူ့ရဲ့အစီအဟုတ်တယ်ဟိုကောင်နဲ့တော့တိတ်နည်းနည်းလေးသူကနည်းနည်းလေးအစီလေးနည်းနည်းတင်းတာဟိုကောင်တော့ချက်နေ ကဲမွန်ဆိုင်ကင်းစားပြမှာဖြစ်ပါတယ်လာနည်းနည်းလေးနှောက်ကြသွားတယ်အသီးတွေကအပင်ပေါ်မှာတိတ်မရှိတော့ဆရာချစ်ချက်စားပြ မဲ့တော့200ကျော်မှတယ်နော် တော့လည်းဒီနား6ကျော်ရှိတယ်ဟုတ်ပါတယ်အကုန်လုံး6ကျော်ရှိ ရတာချက်ပြောပြန် ညတာ အမေနည်းနည်းလို့အမေရက် သူနည်းနည်းလွန်သွားတာပေါ့နည်းနည်း အမေ မှဲ့ရွယ် မဲ့ရွယ်သွားတယ် အမေပြော့သွားတာပေါ့ပြော မဲ့ရွယ်သွားတော့ချိုလေးပဲပါလား အချုံမရော ချိုအိပြီးတော့စီးပြီးတော့စားလို့ဟောအရသာဘယ်လိုပြောမလဲအရသာတအားရှိတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးပေါ့ ရေတော့မဟုတ်ဘူး ရေမဝင် ဝင်ဘူး အမေပြော့သွားလို့ မဲ့လွန်သွားတာလေ လုံးဝ တော့ကျွန်တော်တို့ကြိုက်တယ် ကဲကိုပေါ့စားဒူရင် crazy ဆိုတော့တေချာစားဘူးတဲ့ဒူရင်ထဲမှာဒီဒူရင်ကဘယ်လိုရတာစီလဲဘယ်လိုသဘောရလဲ ထူးရှယ်ပဲ ထူးရှယ် တိုက်ကြီးမှာစားတယ် အဲ့ဒီကကိုရောက်ချင်ပါပါဗျာ ဒူရင်ဒီစူးမဲ ကြောင်းတယ် ဒူရင်ဒီစူးမဲတို့မွန်ဆိုင်ကင်းတို့အသီးကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီကိုရဲ့ဖုန်းနံပါတ်ကို comment မှာလာတောင်းလို့ရပါတယ်ရှင်ဒါအကူအတွက်